Stranger Things Season 5ဘောလုံးဝမ်းကတော့နိုဝင်ဘာ26မှာပဲထွက်ရှိလာတော့မှာပါ။ဒီဗီဒီယိုထဲမှာတော့ series ထဲမှာမပါသေးပေမဲ့ Stranger Things The First Year တို့ပြဆက်ထဲမှာပါဝင်တဲ့ Ragnar မဖြစ်ခင် Henry Cree ရဲ့နောက်ခံဆက်ကြောင်းအပြင် series တစ်ခုလုံးရဲ့ဖြစ်ပျက်တွေအကုန်လုံးကိုအချိန်ကာလအစဉ်လိုက်ရှင်းပြပေးသွားပါမယ်။ဒါဆိုရင်ပြဆက်ဇာတ်လမ်းကနေစလိုက်ကြရအောင်။1943ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်ဆိုးကရန်သူတွေပေါ်တာသီးရနိုင်မှုလှုပ်ဝက်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။လက်စမ်းသပ်မှုတွေထဲကတစ်ခုကတော့ရေတပ်တင်မောတွေကိုရေဒါမြင်ကွင်းထဲဖြောက်နိုင်မှုရည်ရွယ်တဲ့ပြင်းစားလက်စစ်ဆက်ကွဲနည်းပညာပါပဲ။ဒီနည်းပညာကို USS Eldridge တင်မောမှာစမ်းသပ်လိုက်တဲ့အခါ Dimension X လို့ခေါ်တဲ့တခြားကမ္ဘာတစ်ခုတည်းကိုမတော်တဆရောက်ရှိသွားခဲ့ကြပါတယ်။ဒီဖြစ်ပျက်ကြောင့် Branner အဖေရလွင်ရင်ကျန်တဲ့တင်မောတာအားလုံးဟာဓမ္မဂေါ်ကန်လို့ခေါ်တဲ့တရဝါရီလက်ချက်နဲ့တိတ်ဆုံးခဲ့ရပါတယ်။ Branner အဖေတယောက်ကံကောင်းစွာနဲ့မူလကမ္ဘာကိုပြန်လာနိုင်ခဲ့ပြီမဲ့ Dimension X ရဲ့အစိတ်သက်မှုကြောင့်ဈေးကူတာလို့မရတော့ပါဘူး။သူမသိခင်မှာသူ့သားကို Dimension X ကြောင့်ပြောပြခဲ့တဲ့အတွက်ဒေါက်တာမာတင် Branner က Dimension X ကမ္ဘာကြီးကိုစူးစမ်းခြင်းစိတ်ပြင်းပြလာခဲ့ပြီးဂိတ်ပေါက်ဖွင့်မှုကိုစူးစမ်းခဲ့တာပါ။ဒေါက်တာမာတင် Branner ဆိုတာကတော့11ရဲ့ပပပေါ့နော်။ပပနှစ်ဝက်တော့မဟုတ်ပါဘူး။ Okay. 1944ဝန်းကျင်မှာတော့ Rita Gray ဟာဒုတိယကမ္ဘာစစ်အတွင်းပြင်သစ်မှာတာဝန်ထမ်းဆောင်နေပါပြီ။သူဟာရက်သားတွေနေတဲ့အိမ်ကိုလက်နက်ကြီးပစ်ဖို့မှားယွင်းအမိန့်ပေးခဲ့မိတဲ့အတွက်သူ့တဘွားလုံးနောင်တရနေခဲ့တာပါ။ Rita စစ်ပွဲပြန်လာပြီးတိတ်မကြခင်မှာပဲဇနီးတဲ့ဗာဂျီးနီးယားကိုဝင်ဆောင်ခဲ့ပါတယ်။ကလေးကတော့ Ragnar ဖြစ်လာမယ် Henry Cree ပါပဲ။1950ဝန်းကျင်မှာတော့ဒေါက်တာ Branner ဟာနဗားဒါးစမ်းသပ်မှုကိုစတင်ခဲ့ပါတယ်။စမ်းသပ်စခန်းဟာနဗားဒါးပြည်နယ်မှာတည်ရှိပြီး Henry Cree တို့မိသားစုကလည်းအိမ်နီးနားမှာနေထိုင်ကြပါတယ်။ Henry တယောက်မှန်မြောင်းတက်လက်နဲ့နေရာအစုံကိုလိုက်ဆက်စုနေရာတစင်းနဗားဒါးစမ်းသပ်စခန်းကနေရေးကြီးပစ္စည်းတစ်ခုခိုးပြီးထွက်ပြေးလာတဲ့ဝန်ထမ်းတယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ပစ္စည်းကြောင့်ပဲသူတို့နှစ်ယောက်လုံး Dimension X ကိုရောက်သွားခဲ့တာပါ။ Dimension X ကြောင့်အဲ့ဝန်ထမ်းချက်ချင်းတည်ဆုံးခဲ့ပြီး Henry ကတော့ Dimension X ထဲမှာ12နာရီကြာပိတ်မိနေခဲ့ပြီးနောက်အိမ်ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့အရင်ကနဲ့မတူတော့ပဲMind Flayer လွှမ်းမိုးမှုအောင်စတင်ရောက်ရှိသွားတဲ့လူထူးလူဆန်းတယောက်အနေနဲ့ဒါပြန်ရောက်ခဲ့တာပါ။ series ထဲမှာတော့1989စက်တင်ဘာ10ရက်နေ့မှာ11က Henry ကို Dimension X ကမ္ဘာကြီးရဲ့ပြီးပို့ခဲ့ပါတယ်။ဒါကြောင့် Stranger Things The First Year တို့ပြဆက်အရဆိုရင်11မပို့ခင်တည်းက Henry ဟာ Dimension X ထဲကိုတစ်ခါရောက်ဖို့ပြီးသားဖြစ်ပါတယ်။ဒါဆိုရင် Dimension X ဆိုတာဘာကြီးလဲ Upside Down နဲ့မတူဘူးလားဆိုပြီးစိတ်ရှုပ်သွားကြပါလိမ့်မယ်။ Season 4မှာတော့Ragnar ရဲ့နောက်ခံဆက်ကြောင်းပြန်ပြတဲ့အခါ Henry Cree ရောက်သွားတဲ့နေရာဟာလိမ္မော်ရောင်တန်းနေပြီးကြောက်တုံးတွေမှုံမွားတွေဓမောကောကန်တွေလွတ်လပ်စွာသွားလာနေကြတဲ့နေရာပါ။တနည်းအားဖြင့်အဲ့နေရာကို Dimension X လို့ယူဆရပြီးအဲ့ကဘာတည်ရှိနေတာနှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာဘယ်သူမှမသိပါဘူး။ Upside Down ကတော့ပြာရောင်ရှိပြီးအေးဆက်မောင်မဲနေကဟောကဲမျိုးနဲ့ပုံစံတူနေရာမျိုးပါ။ဒါအပြင် Upside Down ကအချိန်တွေဟာဝေယုပျောက်ဆုံးသွားတဲ့1983နိုဝင်ဘာ6ရက်နေ့မှာတင်ရပ်တန့်နေတာကိုတွေ့ရမှာပါ။ IB ကတော့ Upside Down ဟာ Dimension X ရဲ့တစ်စိတ်တစ်ပိုင်းလိုပဲထင်ပါတယ်။1953ခုနှစ်မှာစတင်ခဲ့တဲ့ Project MK Ultra ဆိုတာနှစ်ပေါင်း20လောက်ကြာမြင့်ခဲ့တဲ့ CIA ရဲ့သုတေသနအစီအစဉ်တစ်ခုဖြစ်ပြီးအဓိကအဖြစ်စစ်အေးကာလအတွင်းရန်သူတွေပေါ်အသုံးပြုနိုင်မဲ့စိတ်ကိုထိန်းချုပ်တဲ့နည်းစနစ်များတည်ထွင်မှုရည်ရွယ်ခဲ့တာပါ။ဒီသုတေသနမှာမီးဖွားပြီးစိတ်ပုံမှန်မဟုတ်သေးသူတွေစိတ်ကြယောဂတွေကိုစွမ်းရောက်နည်းပညာတွေနဲ့စမ်းသပ်ခဲ့ပါတယ်။1990ဝန်းကျင်မှာတော့ MK Ultra သုတေသနအစီအစဉ်ရဲ့စမ်းသပ်ခံရသူတွေထဲမှာ11ရဲ့အမေလည်းပါဝင်လာခဲ့ပါတယ်။1959ဝန်းကျင်မှာတော့ Cree မိသားစုဟာဟော့ကင်းမြို့ကိုပြောင်းရွှေ့လာခဲ့ကြပြီး Henry ကဟော့ကင်းထက်တန်းကျောင်းမှာ Patty Newby နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ Patty ဆိုတာက Bob Newby ရဲ့ညီမဟော့ကင်းကျောင်းအုပ်ကြီးရဲ့သမီးပါ။ Bob ဆိုတာကတော့ Season 2မှာ Will May Joyce နဲ့တွဲခဲ့ပြီးဓမောကောကန်နေကြောင့်တိတ်ဆုံးသွားခဲ့ရသူပါ။ Henry ကသူ့အစွမ်းတွေအကြောင်း Patty ကိုပြောပြခဲ့ပြီး Patty ကအဲ့အစွမ်းတွေကိုကောင်းတဲ့ဘက်မှာသုံးဖို့အားပေးခဲ့ပါတယ်။ Henry က Patty ကိုတကယ်ချစ်ခဲ့တာကြောင့်သူ့အစွမ်းတွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့တစ်ဖက်မှာလည်း Mind Flayer ရဲ့လွှမ်းမိုးမှုကြောင့်တရိတ်ဆန်တွေကိုစတင်တပ်ဖြတ်လာခဲ့ပါတယ်။တိတ်ဆုံးသွားတဲ့တရိတ်ဆန်တွေမှာ Dustin May ရဲ့ကြောင့်လည်းပါဝင်ခဲ့ပါတယ်။အဲ့အတွက်တော့အရင်ဝမ်းနေမနေပါနဲ့။ Dustin May ကတကောင်တည်နောက်တစ်ကောင်ထပ်မွေးစားလိုက်တာပါပဲ။ Henry ဟာဟော့ကင်းကျောင်းအုပ်ကိုတတ်မိလူနီးပါးဖြစ်ခဲ့ပြီးကျောင်းကိုလည်းမျက်လုံးကွယ်ခဲ့ရပါတယ်။အဲ့ဖြစ်ပျက်ကြောင့်ပဲ Henry May ဗာဂျီးနီးယား Henry ကိုဒေါက်တာ Branner စီပို့ခဲ့ပါတယ်။ဒေါက်တာ Branner ဟာ Henry ကိုဟော့ကင်းစက်တက်စခန်းစီစတင်ခေါ်ဆောင်သွားခဲ့ပြီး
ဟင်ရီရဲ့စွမ်းနေပိုတိုးတက်လာဖို့ကျင်းသားတယောက်ကိုတတ်ခိုင်းတဲ့အထိအတင်းကျပ်ဖိအားပေးခဲ့ပါတယ်။ဟင်ရီကတူးချစ်သူပတ်တီကြောင့်အိမ်ပြန်ကျင်နေတာကိုသိတော့ဒေါက်တာဘရန်နာကဟင်ရီကိုပတ်တီအသက်နဲ့ချင်းချောက်ပါတော့တယ်။စိတ်လွန်သွားတဲ့ဟင်ရီဟာအဲ့ကျင်းသားကိုတပ်ဖြတ်ခဲ့တဲ့အပြင်ဒေါက်တာဘရန်နာနဲ့စန်တက်စကန်ဝန်ထမ်းတွေကိုတိုက်ခိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးသူ့အမေစိတ်ကိုဖတ်ကြည့်တဲ့အခါအမေကသူ့ကိုဒေါက်တာဘရန်နာစီပြန်ပို့ချင်နေတာသိသွားပါတယ်။ဒါကြောင့်ဟင်ရီကသူ့စိတ်ကိုမိုင်းဖလီယာပြေဝထိန်းချုပ်ခွင့်ပေးပြီးသူ့အမေနဲ့ညီမကိုတပ်ပစ်ခဲ့တာပါ။ဒီဖြစ်ပျက်မှာဟင်ရီဖေဗီတာတယောက်တာလွတ်မြောက်ခဲ့ပါတယ်။ဟင်ရီလည်းပတ်တီယိုရှာဖို့အကြောင်းကိုပြန်သွားခဲ့ပြီးပတ်တီယိုတွေ့ချင်းမှာပဲဒေါက်တာဘရန်နာနဲ့ထိတ်တိုက်သိုးပါတော့တယ်။အမှန်တည်းဟင်ရီလည်းမိုင်းဖလီယာအစွမ်းတွေကိုထပ်သုံးမိရကြောင်းပတ်တီသိမလို့ဖြစ်ခဲ့ရပါတယ်။စီရီထဲမှာတော့ဟင်ရီကသူ့အမေနဲ့ညီမကိုရှင်းပစ်ပြီးနောက်ပိုင်းအဲ့အိမ်မှာပဲအားပြက်ပြီးသတိလစ်နေခဲ့တာပါ။တစ်ဖြတ်မှုတွေကိုလည်းမိုင်းဖလီယာကြောင့်မဟုတ်ပဲဟင်ရီကိုယ်တိုင်စိတ်ပါလက်ပါလုပ်ခဲ့တဲ့ပုံစံမျိုးပြသသွားခဲ့ပါတယ်။ဒါကြောင့်ခုလောလောဆယ်စီရီနဲ့ပြဆက်ကြားမှာဇလန်းမိုင်းကွာဟမှုအနှဲငယ်ရှိနေတာပါ။ဟင်ရီနဲ့ဗီတာတို့တားဖာနှစ်ယောက်ဟာစိတ်ပုံမှန်ချိန်နေမဟုတ်တာကြောင့်စီဇန်4မှာသူတို့နှစ်ယောက်ပြောပြခဲ့တဲ့ဇလန်းတွေဟာပြေဝမှန်ကန်နေဆိုပြီးသတ်မှတ်လို့မရသေးပါဘူး။ဒီကိစ္စကိုစီဇန်5မှာဘလို့ပြန်ဖြေရှင်းမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။ IV ကတော့ဗက်ဂနာအဓိကဗီလင်မဟုတ်ပဲဗက်ဂနာကိုထိန်းချုပ်ထားတဲ့မိုင်းဖလီယာကိုဒါစထရင်းယာသိန်းစီရဲ့အဓိကဗီလင်ဖြစ်ခရီအေတာတွေကပုံဖော်သွားလိမ့်မယ်လို့ထင်ပါတယ်။အဲ့နောက်မှာတော့ဟင်ရီကိုပြန်ခေါ်လာတဲ့ဒေါက်တာဘရန်နာဟင်ရီသွေးကိုအသုံးပြုပြီးခြားကလေးတွေကိုပါဟင်ရီလိုပါဝါတွေရလာအောင်လှုံ့ဆော်ခဲ့ပါတယ်။ညဆက်ကတော့ဒီမှာတင်ပြီးသွားပါတယ်။ကဲဒါဆိုရင်စီးရီးဇလန်ဘက်ဆက်သွားလိုက်ကြရအောင်။1980ဝန်းကျင်မှာ11 May Theory X ဟာကိုဝင်ရှိနေမှမသိပဲဒေါက်တာဘရန်နာရဲ့ Project MK Ultra မှာစမ်းသပ်ခံတယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။1981မှာတော့ဂျိန်းလို့အမည်ပေးထားတဲ့11ကိုမွေးဖွားခဲ့ပြီမယ်။ဒေါက်တာဘရန်နာကတယ်ရီရဲ့ကိုဝင်ပြတ်ကျသွားတယ်လို့လိန်ညာခဲ့ပြီး11ကို Hawkins စမ်းသပ်စခန်းစီခေါ်ဆောင်သွားခဲ့ပါတယ်။သူ့ကလေးပါဖြစ်သွားမှမသိတဲ့တယ်ရီဟာ9နှစ်လောက်တောက်လျှောက်စုံစမ်းပြီးနောက်မှာတော့ဖြစ်မှန်အောင်သိသွားတဲ့အတွက်Hawkins စမ်းသပ်စခန်းစီအရောက်သွားပြီးတနက်တက်လက်နဲ့ချင်းချောက်ခဲ့တာပါ။ဒါကြောင့်ဒေါက်တာဘရန်နာက11 May မညံပြက်အသိစိတ်ပြောက်ပြီးအောက်ပိုင်းတည်အောင်လုပ်ပြလိုက်တာပါပဲ1989စက်တင်ဘာလမတိုင်ခင်မှာပဲ11လို့စောအားရှင်ကလေး18ယောက်တည်းဟာနံပါတ်8ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဒေါက်တာဘရန်နာကလည်းနံပါတ်1ဟင်ရီရဲ့အစွမ်းတွေကိုတားဆီးထိန်းချုပ်ဖို့အတွက်ကရိယာတစ်ခုကိုလေဝင်းနဲ့ထည့်ခဲ့ပါတယ်ဟင်ရီဟာစန်တက်စခန်းမှာနေရတဲ့အချိန်ကြာလာတာနဲ့အမျှစန်တက်စခန်းထဲကကလေးတွေပါဝင်လူသားအလုံးကိုတဖြည်းဖြည်းမုန်းတီးလာခဲ့ပါတယ်1989စက်တင်ဘာ10ရက်နေ့မှာဟင်ရီက11ကိုလှည့်စားပြီးသူ့လေဝဲနေရကရိယာကို11ကူညီနဲ့ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ဟင်ရီကသူ့အစွမ်းတွေပြန်သုံးလို့ရတာနဲ့တပြိုင်နက်စန်တက်စခန်းထဲကကလေးတွေနဲ့ဝန်ထမ်းတော်တော်များများကိုတပ်ပစ်ခဲ့ပြီး11ကိုပါသူ့ဘက်ပါအောင်စီးရုံးခဲ့ပါတယ်။11ကတော့ညှင်းဆန်ခဲ့ပြီးဟင်ရီကို Dimension X ထဲပို့ပစ်လိုက်တာပါ။11ရဲ့ထူးခြားစွမ်းရည်ကိုတည်သွားပြီးနောက်ပိုင်းမှာတော့ဒေါက်တာဘရန်နာဟာ Dimension X ကိပောက်ဖွင့်ခိုင်းမှုအတွက်11ကိုဆက်လက်စမ်းသပ်နေခဲ့ပါတယ်။1983နိုဝင်ဘာ6ရက်နေ့မှာတော့11ဟာ Dimension X ကိပောက်ကိုဖွင့်နိုင်ခဲ့ပြီးအကိတ်ထဲကနေဒမိုဂေါ်ကန်တို့ထွက်လာခဲ့ပါတယ်။စန်တက်စခန်းထဲမှာဒမိုဂေါ်ကန်တွေကြောင့်ဝရုံသုံးကားဖြစ်နေချိန်မှာ11တယောက်ဟော့ကင်စန်တက်စခန်းကနေထွက်ပြေးလာခဲ့တာပါ။အဲ့ဒီမှာပဲတယောက်တည်းစဝင်းစီးပြီးအိမ်ပြန်လာတဲ့ဝေကိုဒမိုဂေါ်ကန်တစ်ကောင်ကရက်ဂနာစီဖမ်းခေါ်သွားခဲ့ပါတယ်။ Netflix ကပြသထားတဲ့ Season 5ရဲ့ပိုင်းတစ်ဆက်စချင်း9မိနစ်ရဆိုရင်ရက်ဂနာဝေကိုရွေချက်ရှိဖမ်းခိုင်းခဲ့တာပါပဲ။နောက်တစ်နေ့မှာတော့ Mike, Dustin နဲ့ Lucas တို့ဟာဝီလ်ကိုလိုက်ရှာကြရင်နဲ့စန်တက်စခန်းကထွက်ပြေးလာတဲ့11နဲ့တွေ့ခဲ့ပြီးမိုက်အိမ်ကိုခေါ်လာခဲ့ကြပါတယ်။11ဟာဝီလ်ကိုချောင်းကဘာတရဝါတကောင်ခေါ်ရကြောင်းနဲ့ဟော့ကင်းလိုမျိုး upside down ကဘာတစ်ခုရှိကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအပိုင်းမှာပဲနန်စီကပါတီမှာ Steve နဲ့အတူရှိနေစဉ်အောက်ထပ်မှာရှိနေတဲ့နန်စီတငယ်ချင်းဘတ်ကိုဒီမိုဂေါ်ကန်က upside down စီဖမ်းခေါ်ပြီးတပ်ပစ်ခဲ့ပါတယ်။ William Joyce ကတော့လက်ဆက်မီအချက်ပြမှုကတဆင့်သူ့သားအသက်ရှင်နေရဆိုတာသိသွားခဲ့ပါတယ်။ဒေါက်တာဘရန်နာကလည်းထွက်ပြေးသွားတဲ့11ကိုတောက်လျှောက်လိုက်ရှာနေခဲ့တာပါ။နောက်ပိုင်းရက်တွေမှာတော့ Joyce ဟာသူ့သားကိစ္စတေချာစုံစမ်းမိဖို့အတွက်သူ့ငယ်တငယ်ချင်းရဲမှုဟော့ပါကိုကူညီတောင်းခဲ့ပါတယ်။အဲ့နောက်သူတို့နှစ်ယောက်ဟာ Hawkins Center စခန်းနဲ့လူတွေပျောက်ဆုံးသွားတဲ့အကြောင်းရင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဘာပျောက်ဆုံးမှုကိစ္စစုံစမ်းနေတဲ့နန်စီကလည်းတစ်ပင်ကိဘောက်တစ်ခုကနေ upside down ကဘာကြီးရဲ့ခဏရောက်သွားခဲ့ပြီမဲ့ဂျောနသန်ကယ်တင်ခဲ့တာကြောင့်အသက်ရှင်ခဲ့ပါတယ်။
ဟောပါကတော့ဒေါက်တာဘရန်နာနဲ့ပေးယူလုပ်ခဲ့ပြီး Joyce နဲ့အတူတူ Upside Down နဲ့ဝင်ရောက်က Will ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဟောပါတစ်ဆင့်11တီနေအောင်တည်သွားတဲ့ဒေါက်တာဘရန်နာဟာခဏကြာမှပဲ11တို့အုပ်စုစီရောက်ရှိလာခဲ့ပါတယ်။ဒေါက်တာဘရန်နာဟာဒမိုကော်ငရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီး11ကတော့ဒေါက်တာဘရန်နာတို့အဖွဲ့ကိုခုခံတိုက်ခိုက်ရင်ဒမိုကော်ငကို Upside Down ကဘာကြီးနဲ့ပြန်ပို့ခဲ့ကသူကိုယ်တိုင်လည်း Upside Down နဲ့ရောက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့11လည်း Upside Down Keyboard တစ်ခုကတစ်ဆင့်ဟော့ကင်းကိုပြန်လာနိုင်ခဲ့ပြီးဆိုးရဲ့အေဂျင့်တွေရန်ကလွတ်အောင်တောထဲမှာပုံရှောင်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဟောပါကူညီနဲ့ဟောပါရဲ့အိမ်အောင်စီပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။1983ခုနှစ်ဒီဇင်ဘာမှာတော့ဝီလ်တယောက်နေလို့သိမကောင်းပဲ Upside Down ကနေပါလာခဲ့တဲ့ဒမိုကော်ငန်ပေါက်ဆလေးတစ်ကောင်ကိုအန်ထုတ်ခဲ့ပါတယ်။1984ဇွန်လမှာရုရှားအသိပ္ပံပညာရှင်တွေဟာတန်လိုက်ဆက်ကွင်းကိုအသုံးပြုပြီး Upside Down ကေးပေါက်ဖွင့်နိုင်တဲ့ဆက်ကိုစတင်တည်ထွင်စမ်းသပ်နေပြီဖြစ်ပေမဲ့အောင်မြင်မှုတော့မရရှိသေးပါဘူး။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒမိုကော်ဂန်တွေကိုလက်နက်အဖြစ်အသုံးချနိုင်မှုပါပဲ။1984အောက်တိုဘာမှာတော့စောပိုင်းတုန်းကထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့နံပါတ်8ကာလီဟာဒေါက်တာဘရန်နာရဲ့လုံဖို့ကိုင်းဖက်ဟောင်းတို့ကိုခြေရာခံပြီးတပ်ဖြတ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဝီယိုရိုတငယ်ချင်း၄ယောက်ဟာဟော့ကင်းကိုအသက်ပြောင်းလာခဲ့တဲ့မက်စ်နဲ့ဘီလီတို့မောင်နှမကိုစားသတိထားမိခဲ့ကြပါတယ်။ဝီလ်ကတော့မိုင်းဖလက်ယာရဲ့လွှမ်းမိုးမှုကိုပြင်းပြင်းထန်ထန်ခံစားနေရပြီးမကျန်းမမာဖြစ်နေခဲ့ပါတယ်။သူတို့တငယ်ချင်းလေးယောက်ဟောလိုဝင်းညမှာရှောက်လေကြရင်ဒက်စတင်ကအိမ်ပြင်ဘက်မှာထူးဆန်းတဲ့သတ္တဝါတစ်ကောင်ကိုအမှတ်မထင်တွေ့ပြီးအိမ်ထဲကောင်မွေးထားခဲ့ပါတယ်။ထူးဆန်းတဲ့ကောင်ဟာဒမိုကောင်ကန်ပေါက်ဆက်ဖြစ်ပြီးစီဇန်1နောက်ဆုံးပိုင်းမှာဝေယိုပါဇက်ထဲကထွက်လာတဲ့ကောင်ကြီးလာတာဖြစ်ပုံများပါတယ်။အဲ့နောက်ပိုင်းမှာတော့ဟော့ကင်းမြို့အောက်ချိန်မှာဒမိုကောင်ကန်သားပေါက်တွေစုဝေးနေတဲ့ဥမင်လိုင်ကောင်ကိုဟောပါရှာတွေ့ခဲ့ပါတယ်။11လဲသူ့မေရင်တက်ရှင်နေကြောင်းသိသွားခဲ့ပြီးသူ့ငယ်ဘဝဖြစ်ပျက်တွေကိုစတင်စုံစမ်းခဲ့ပါတယ်။ဝီလ်တယောက်မိုင်းဖလက်ယာရဲ့လွှမ်းမိုးမှုကြောင့်အချိန်ကြီးတော်တော်ဆိုးလာခဲ့တဲ့အတွက်ဘိုက်စ်တို့ကဝီလ်ကိုဟော့ကင်းဆက်တက်စခန်းရဲ့ဒရိုက်တာတဲ့ဒေါက်တာအိုဝင်စီပို့ဆောင်ခဲ့ပါတယ်။ဒေါက်တာအိုဝင်လည်းဝီလ်ကိုကုသပေးဖို့အဖြေရှာနေတော့ဆက်တက်စခန်းထဲကိုဒမိုကောင်ကနေဝင်ရောက်လာခဲ့ပါတယ်။ဘိုက်စီစားတဲ့ဘော့ဟာသူ့ကိုလူစတေးပြီးချားလူတွေလက်မြောက်အောင်ကူညီပေးခဲ့ပါတယ်။မိုင်းဖလက်ယာဟာပူရန်ကိုခံနိုင်တဲ့အားနည်းချက်ရှိမှန်သိသွားတာကြောင့် Joyce တို့ဖွဲ့ကမီးပူကိုအသုံးပြုပြီးမိုင်းဖလက်ယာကိုဝီလ်ခန္ဓာကိုယ်ထဲကဖယ်ထုတ်နိုင်ခဲ့ပါတယ်။ 11ကတော့စန်တက်စခန်းကိုပြန်သွားခဲ့ပြီး Upside Down ကေးပေါက်ကိုသူ့အစွမ်းနဲ့ပြန်ပိတ်ကမိုင်းဖလက်ယာနဲ့ဝီလ်တို့ရဲ့ဆက်သွယ်မှုကိုဖျက်တောက်ခဲ့ပါတယ်။1984ဒီဇင်ဘာမှာတော့ဟောပါ11ကိုတရားဝင်မွေးစားခဲ့ပြီးဝီလ်လည်းပြန်သက်တာလာခဲ့ပါတယ်။ရုရှားရဲ့ Upside Down စီမံကိန်းဟာတဖြည်းဖြည်းပိုမိုအားကောင်းလာပြီး1985ဇွန်လမှာတော့ဟော့ကင်းမြို့တော်ဝင်တစ်ကလည်းရုရှားတွေနဲ့ပေါင်းကြံက Starcourt Shopping Mall ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။နန်စီနဲ့ဂျိုနာတန်တို့လည်းသတင်းစာတိုင်းမှာအလုပ်တင်နေနဲ့လှုပ်ဆောင်ဝင်နေပါပြီ။ဒီနေ့မှာတော့ပြုမှုထူးဆန်းလာတဲ့ကြွက်တွေအကြောင်းစုံစမ်းကြရမှာဟော့ကင်းမှာတစ်ခုခုထပ်ဖြစ်နေပြီဆိုတာကိုသတိထားမိခဲ့ကြပါတယ်။ဘီလီတယောက်မိုက်မီကယ်ရနဲ့ချိန်သွင်းမညမှာမိုင်းဖလက်ယာလက်အောက်ကိုကြားရောက်သွားခဲ့ပါတယ်။မိုင်းဖလက်ယာဟာဘီလီကိုတုံးချပြီးစစ်တပ်တစ်ခုဖန်တီးဖို့လူစတင်စုဆောင်းခဲ့တာပါ။ရောဘင်စတီဗ်နဲ့ဒက်စတင်တို့ကရုရှားစကားဝတ်ကိုပေါ်ထုတ်ဖို့ကြိုးစားရင်းနဲ့ရှော့ပင်းမော်အစ်စ်ဟာ Upside Down နဲ့ပတ်သက်တဲ့မြေအောက်ရုရှားစန်တက်စခန်းဖြစ်နေကြောင်းသိလိုက်ရပါတော့တယ်။အဲ့ဒါနဲ့သူတို့၃ယောက်လည်းအရီကာကိုခေါ်ပြီးမြေအောက်စန်တက်စခန်းနဲ့ခုံးဝင်ခဲ့ကြရမှာရုရှားတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။1985ဇူလိုင်မှာမိုင်းဖလက်ယာဟာကျွတ်တွေလူတွေရဲ့အတွေ့အကြုံနဲ့တိစောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုရရှိခဲ့ပြီး11တို့အုပ်စုကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။11တယောက်မိုင်းဖလက်ယာကိုတားဆီးဖို့ကြိုးစားရင်11ရဲ့ခြေထောက်ထဲကိုမိုင်းဖလက်ယာရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဝင်သွားခဲ့ပါတယ်။အဲအစိတ်ပိုင်းကိုဖယ်ရှားပြီးနောက်မှာတော့11ဟာသူ့စွမ်းအားတွေကိုဆုံးရှုံးခဲ့ရပါတယ်။ Joyce ဟာမြေအောက်ရုရှားစန်တက်စခန်းထဲမှာရှိတဲ့ Upside Down ဂိတ်ဖွင့်ဆက်ကိုပိတ်ချနိုင်ခဲ့ပြီးအပြင်ကိုအချိန်မီမထွက်နိုင်ခဲ့တဲ့ဟောပါကတော့ရုရှားတွေဖမ်းတာခံခဲ့ရပါတယ်။ဘီလီကတော့အသိစိတ်ပြန်ကပ်လာချိန်မှာသူ့ကိုယ်သူစရေးပြီးခြားကလေးတွေကိုကယ်တင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Upside Down ဂိတ်ပြန်ပိတ်သွားတာကြောင့်မိုင်းဖလက်ယာကြာရှုံးခဲ့ရတယ်လို့စားကော့မောအစိတ်ပိုင်းတော်တော်များများလည်းပျက်စီးသွားခဲ့ပါတယ်။ဒါအပြင်မွေးစားဖခင်ဟောပါပျောက်ဆုံးသွားတာကြောင့်11ဟာဝီရိုမိသားစုနဲ့အတူကယ်လီဖိုးနီးယားကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အဖမ်းခံခဲ့ရတဲ့ဟောပါတယောက်ဝီလန်ခံပေါလွန်နဲ့ရုရှားအချင်းစခန်းတစ်ခုကိုရောက်လာပြီးရုရှားတွေကအဲ့အချင်းစခန်းထဲမှာဒမိုကော်ကန်တွေကိုပါမွေးထားတာပါ။1986မတ်လမှာတော့ဗက်ဂနာဟာသူ့စိတ်ဆွမ်းအားကိုအသုံးပြုပြီးစိတ်ပိုင်းဆိုင်ရာအားနည်းနေသူတွေကိုပြစ်မှတ်ထားရှာဖွေကပထမဆုံးသားကောင်အနေနဲ့ဟော့ကင်းမြို့ကခရစ်စီကိုစတင်တပ်ဖြတ်ခဲ့ပါတယ်။
ဘက်ဂနာရဲ့အဓိကရည်ရွယ်ချက်ကတော့ဟော့ကင်းမျိုးကစိတ်ပိုင်းဆိုင်ရာအားနည်းနေလို့၄ယောက်ကိုတပ်ပစ်ပြီးဟော့ကင်းနဲ့ upside down ကြားကအသားစီးကိုချိုးဖျက်ပစ်ဖို့ပါပဲဘက်ဂနာဟာအသားစီးချိုးဖျက်တဲ့နီလန်ကို season 3တုန်းက11စီကနေခိုးယူခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲ11ရဲ့စွမ်းအားတွေပျောက်ဆုံးခဲ့ရတာပါဘက်ဂနာဟာနန်စီနဲ့အလုပ်တူတူတွဲလုပ်နေတဲ့ Fred ကိုဒုတိယသားကောင်အဖြစ်ရွေးချယ်တပ်ဖြတ်ခဲ့သလိုအကိုတည်ဆုံးသွားလို့စိတ်ထိခိုက်နေတဲ့ Max ကိုပါပြစ်မှတ်ထားလာပါတယ်ဒါပေမဲ့လူကတ်စ်တို့အဖွဲ့စမ်းကုန်ကူညီခဲ့တာကြောင့်မက်စ်တယောက်ဘက်ဂနာရဲ့ပထမကြိမ်တိုက်ခိုက်မှုကနေလွန်မြောက်ခဲ့ပါတယ်။ဒါကြောင့်ဘက်ဂနာလည်းလူကတ်စ်နဲ့ယဉ်နေတဲ့ဘတ်စကတ်ဘောစားသမားပက်ထရစ်ကိုပဲတတိယသားကောင်အဖြစ်ရွေးချယ်တပ်ဖြတ်ခဲ့ပါတယ်။ကယ်လီဖိုးနီးယားမှာကျောင်းတက်နေတဲ့11ဟာသူ့ကိုအနိုင်ကျင့်နေကြကောင်မလေးကိုပြန်တိုက်ခိုက်ခဲ့တာကြောင့်ရဲရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးမြဲဒေါက်တာအိုဝင်က11ကိုကယ်တင်ပေးခဲ့ပါတယ်။အနောက်မှာတော့11ဟာသူ့စွမ်းအားတွေကိုပြန်ရအောင်ကူညီပေးမယ်ဆိုတော့ဒေါက်တာအိုဝင်ရဲ့ကန့်လန့်ချက်ကိုလက်ခံခဲ့ပြီးနဗားရာကိုလိုက်တွားခဲ့ပါတယ်။ထူးဆန်းစွာပဲဒေါက်တာအိုဝင်လိုက်ပို့တဲ့နဗားရာစခန်းမှာဒေါက်တာဘရနာလည်းရှိနေတာပါ။တကယ်တော့11ရဲ့စွမ်းအားတွေပြန်ရအောင်ကူညီပေးမယ့်အစီအစဉ်ကိုဒေါက်တာဘရနာနဲ့ဒေါက်တာအိုဝင်တို့နှစ်ယောက်အကောင့်ထဲပေါ်ခဲ့ကြတာဖြစ်ပါတယ်။11တာသူမေ့ပြောင်းနေခဲ့တဲ့မှတ်ဉာဏ်တွေကိုပြန်သတိရလာခဲ့မယ်ဆိုရင်စွမ်းအားတွေပြန်ရလာနိုင်တဲ့အပြင်ရင်ကားထက်တောင်ပိုစွမ်းလာနိုင်တဲ့အကြောင်းဒေါက်တာဘရနာကပြောပြခဲ့ပါတယ်။11လဲဒေါက်တာဘရနာရဲ့လေ့ကျင့်ပေးမှုကြောင့်အတိတ်ကဟင်နရီခရီးလုပ်ခဲ့တဲ့ကိစ္စတွေကိုပြန်မှတ်မိလာပြီးစွမ်းတွေလည်းပြန်ရလာခဲ့ပါတယ်။ဟောပါမတိရီမှန်သိသွားတဲ့ Joyce နဲ့ Marie တို့နှစ်ယောက်ဟာရုရှားထိလိုက်သွားပြီးဟောပါကိုကယ်တင်ခဲ့ကြပါတယ်။အဲနောက်မှာတော့ဟောပါတို့ဖွဲ့ဟာရုရှားချင်းစခန်းထဲကဓမူကောင်းကနေအကုန်လုံးကိုမီးရှို့ရှင်းလင်းပြီးဘက်ဂနာအားနေဝအောင်လှုံ့ဆော်ခဲ့ကြပါတယ်။ upside down နဲ့ဘက်ဂနာကိုတတ်နိုင်မှုအတွက် Steve တို့ဖွဲ့ဟာ Max ကိုငါးစာအပြင်သုံးပြီးဘက်ဂနာကိုမြောက်ခေါ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Leven ကလည်းသူ့စိတ်ဆွမ်းအားကိုအသုံးပြုပြီး Max ကိုအဝေးကလှမ်းကယ်ဖို့ကြိုးစားခဲ့ပေမဲ့ဒီတစ်ခေါက်မှာတော့ဘက်ဂနာလက်ချက်ကြောင့် Max တယောက်မျက်စိကွယ်ခြေရည်လက်တွေကျိုးပြီးနှလုံးခဏရပ်သွားခဲ့ပါတယ်။ Max နှလုံးရပ်သွားတာကြောင့်ဘက်ဂနာရဲ့အကြံစီလည်းအောင်မြင်သွားပြီးဟော့ကင်းမြို့မှာလွန်ကြီးမားတဲ့အကြောင်းကြီးဖြစ်ပေါ်လာကလူပေါင်းများစွာတိတ်ဆုံးဒဏ်ရာရခဲ့ကြပါတယ်။ဒါအပြင်11ရဲ့အသက်ငယ်စွမ်းရည်ကြောင့် Max မတည်ခဲ့ပေမဲ့ကိုမာဝင်သွားခဲ့တာပါ။ Steve တို့ဖွဲ့ကလည်းဘက်ဂနာကိုစွမ်းကုန်တိုက်ခိုက်ခဲ့ကြပေမဲ့ဘက်ဂနာမတည်ပဲလွတ်မြောက်သွားခဲ့ပါတယ်။နောက်နှစ်ရက်အကြာမှာတော့ဟော့ကင်းမြို့ကအပင်တွေစတင်ခြောက်သွေးပျက်စီးလာပြီး upside down ရဲ့အနေနဲ့ပုံမကြီးမားလာပြီဖြစ်ကြောင်းပြသသွားခဲ့ပါတယ်။မကြာခင်ပြသမဲ့ season 5ကိုတော့1989ဆောင်းဦးရာသီမှာဇက်ဟိန်တည်ထားတယ်လို့သိရပါတယ်။ပြဆက်ထဲမှာပြသသွားတဲ့ Henry Cree ရဲ့နောက်ခံဇာတ်ကြောင့်နဲ့ Henry ရဲ့ရီစာဘက်တီလည်း season 5မှာပါဝင်လာနိုင်ပါသေးတယ်။ဒါအပြင် season 2တော့လူကြိုက်နေခဲ့တဲ့ character နံပါတ်8ကပါ season 5မှာ11ကိုကူညီဖို့ပြန်ပါလာနိုင်သေးတာပါ။ Stranger Things ပြဆက်ထဲမှာ Joyce, Hopper နဲ့အခြားကလေးမိဘတွေရဲ့ငယ်ဘဝတွေကိုလည်းပြသထားပြီးမြဲ Ivy ကတော့တည်ရင်ကြီးဦးထင်လို့ချန်လက်ထားခဲ့ပါတယ်နော်။ဒီလိုရုပ်ရှင်ထူးခြားချက်တွေကိုစိတ်ဝင်စားရင်တော့ Night Watch မှာ subscribe လုပ်ထားကြဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။